လာပါကျွန်တော်အတွက်2025ကိုစကလုံးတုံးလုံးနဲ့ပြောရမယ်ဆိုရင်တော့ရုန်းကန်ခြင်းကုစားခြင်းနဲ့ပြန်လည်ရှင်တန်ခြင်းပါပဲအစပိုင်းမှာအရာရာအစအနေပြန်အမိတိဆောက်ဖို့အတွက်ရုန်းကန်ခဲ့ရတယ်ဂျားထဲမှာကျွန်တော်တို့လူတွေရဲ့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာတန်ရာတွေကိုကုစားပေးခဲ့ရတယ်အခုနှစ်ကုန်မှာတော့ကျွန်တော်တို့ data ပြန်လည်ရှင်တန်လာတော့မြင်တွေ့နေရပါပြီဆေးရုံတွေကိုတိုးချဲ့နေနိုင်တာထက်ကျွန်တော်ပူကျင်နေတာတခုရှိပါတယ်။အရင်ကဆိုရင်ဆရာဝန်စစ်တယောက်ရဲ့မျက်နှာကိုမြင်ရဖို့အင်မတန်ခက်ခဲတဲ့ဝေးလံနဲ့မော်ဒီတာတွေအထိကျွန်တော်တို့ကျန်းမာရေးဝန်ထမ်းတွေခြေချနိုင်ခဲ့ပါပြီ။ကျွာကလူကြီးတွေကသူတို့တက်မှာဆရာဝန်တွေလောက်အများကြီးရွာကိုလာတာပထမဆုံးပါပဲလို့ပြောလာတဲ့အချိန်မှာကျွန်တော်တို့လုံနိုင်ခဲ့ပြီဆိုတဲ့ပီတိကိုလည်းခံစားရပါတယ်။ဟုတ်ပါရှာ။ဟုတ်တယ်နော်ဟုတ်မိုးတွင်းကာလပါပဲလမ်းတွေပြတ်တောင်တွေပြိုကားဆိုင်ကယ်တွားလို့မရတဲ့အခြေအနေမျိုးပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းကျွေးရွာတွေမှာကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့လိုအပ်နေတဲ့ရွာလူရွာသားတွေရှိနေမှန်းလည်းကျွန်တော်တို့တည်ထားပါတယ်အဲတော့ကျွန်တော်တို့ကစေအိတ်တွေကိုပခုံးမှလွဲရွှွန်းနွန်တောတောင်တွေကိုဖျက်ခြေလျင်လျှောက်ခဲရတဲ့နေ့ရက်တွေဘယ်တော့မှမမေ့ပါဘူးတဘာဝတရားကြီးကမြင်းများပင်ကြံတန်းပါစေလူအတက်ထက်ဘယ်ရာမှအရေးမကြီးဘူးဆိုတဲ့စိတ်နဲ့ပဲကျွန်တော်တို့တွေကြော်ဖြတ်ခဲ့ရပါတယ်可以牛了个？哦，好的好的个。ရွာဝင်ဝကိုရောက်လို့ရွာထဲကိုလမ်းကြည့်လိုက်ကျွန်တော်တို့ကိုမျောလင့်နေတဲ့ရွာသားတွေရဲ့မျက်လုံးကိုမြင်ရတာပါပဲသူတို့မျက်ဝန်းတွေထဲမှာငါတို့ကိုကူညီမဲ့လူတွေလာပြီးဆိုတော့မျောလင့်ချက်အယောင်လင်းလက်နေတာကိုမြင်လိုက်ရတဲ့အခါလမ်းခီးမှာပင်ပန်းခဲ့သည်မြအမောပြေသွားတာပါပဲအဲ့ဒီယုံကြည်မှုတစ်ခုပါပဲကျွန်တော်တို့ကိုရှေ့ဆက်လျှောက်ဖို့တွန်းအားပေးနေတာပါဟောဇာကောလာတော့ကဟာရှိတာပေါ့ဗျာကျွန်တော်တို့ဆေးရုံဖွင့်စားမှာအသက်50အရွယ်ဦးလေးဆိုင်ကယ်တိုက်ပြီးတော့ဦးကောင်းထိခိုက်တန်ရာနဲ့ဆေးရုံကိုရောက်လာတယ်လိုအပ်တဲ့အရေးပေါ်ကုသမှုတွေလုပ်ပြီးတဲ့အချိန်သူ့ဟာအုံနောက်နဲ့အာရုံကြောခွဲစိတ်မှာပဲအသက်ရှင်နိုင်မဲ့အနေထားပေါ့ဦးလေးကိုကျွန်တော်တို့ရှင်းပြတယ်ဆွေးနွေးတယ်ခွဲစိတ်မှုအတွက်မမတ်ရရပေါ့ကျွန်တော်တို့ခုနှစ်ခါတိတိတို့ရှင်းပြခဲ့ရပြီနောက်ဆုံးမှာခွဲစိတ်ဖို့သဘောတူခဲ့တယ်ခွဲစိတ်မှုကလည်းအောင်မြင်ခဲ့တယ်ပေါ့ခွဲစိတ်ပြီး3ရက်မြောက်နေ့မှာဦးလေးကြီးကဒီထဲမှာလမ်းလျှောက်နေကျွန်တော်လည်း round နေတော့နဲ့တွေ့တော့လာပြီးနှုတ်ဆက်တယ်တူတာမခွဲခဲ့ဘူးဆိုရင်ဒီနေ့ဒီအချိန်ကဒီလိုစကားပြောခွင့်ရမှာမဟုတ်တော့ဘူးတဲ့အခုဒီဆေးရုံကပေးတဲ့အတက်ပဲရှိပါတော့တယ်ဆိုပြီးတော့ကျေးဇူးတင်စကားအထက်ထက်ပြောရင်လာနှုတ်ဆက်တယ်အဲ့ချိန်မှာကျွန်တော်မျက်ရည်မထိန်နိုင်ခဲ့ပါဘူးဆရာဝန်တယောက်အနေနဲ့လူနာကုတမှုဟာတာဝန်အရဆိုပေမဲ့လည်းလူနာတယောက်စီကနေအခုလိုမေတ္တာမျိုးတုံ့ပြန်ခံရတာဘာနဲ့မှကျွန်တော်မလဲနိုင်ခဲ့ပါဘူးမော်နီမာဆရာမတို့မော်နီမာဆရာကျွန်တော်လှုပ်ဖို့ကိုင်ပဲဆရာမတွေဝန်ထမ်းတွေအားလုံးပြင်ပန်းနေမှန်းကျွန်တော်သိပါတယ်မိသားစုနဲ့ဝေးပြီးထီးကျန်ညတွေဖြတ်ကျော်ရမယ်ဆိုတာနားလဲပါတယ်ဒါပေမဲ့အားလုံးရဲ့လက်တစုံဟာအတက်ပေါင်းများစွာကိုဆွဲတင်နေတယ်ဆိုတာမမေ့ပါနဲ့ကျွန်တော်တို့အားလုံးဟာအဖြူရောင်ဝတ်စုံဝတ်ထားတဲ့ CDN တူရဲကောင်းတွေပါဒီနေရာကနေအားလုံးကိုလေးစားဥညွတ်ပါတယ်ဒီမဲ့ဒီဟာလေးဒါဒီနေ့လား2026မှာကျွန်တော်တို့ကျန်းမာရေးဆောင်ရှောက်မှုကွန်ရက်ကိုပို့ပြီးကျေပြန့်အောင်လှုပ်ဆောင်ပါမယ်။မြို့ပေါ်မှာဒါမကဝေးလံတဲ့ကျေးလက် data တွေထိပါအခြေခံကျန်းမာရေးဌာနခွဲတွေကိုဖွင့်လှစ်နိုင်အောင်ကြိုးစားပါမယ်။တချို့ data တွေမှာမိခင်နဲ့ကလေးကျန်းမာရေးဆောင်ရှောက်မှုဖြစ်တဲ့ကိုယ်ဝန်ဆောင်ကျန်းမာရေးဆောင်ရှောက်မှုအခမဲ့ပေးနေပါပြီ။တချို့ data တွေမှာလူတိုင်းရဲ့အခြေခံကျန်းမာရေးဆောင်ရှောက်မှုအခမဲ့စတင်ပေးနေပါပြီ။နောက်ပြီးတော့ကျွန်တော်တို့ကျန်းမာရေးပညာရှင်အတိုင်းဝိုင်းနဲ့မျိုးဆက်တစ်လူငယ်တွေအတွက်ကိုလည်းဆေးတက်ကလို့နဲ့တူနာပြုတက်ကလို့ကို2026ခုနှစ်ထဲမှာဖွင့်လှစ်နိုင်ဖို့စ조사လှုပ်ဆောင်နေပါပြီ။ဘော်လီဝဲကဘယ်လောက်ရောက်သွားပြီလဲ။ဘော်လီဝဲက2.6 2.6
ပေးခြင်းတဲ့ဂတိကတော့ပြည်သူအများစုလက်လန်းမိနိုင်အောင်ကျွန်တော်တို့စေယုံတွေကိုထပ်ပြီးတော့တိုးချဲ့ပါမယ်အစင်းမြင့်တင်ပါမယ်ထပ်ပြီးတော့အတစ်ဖွင့်နိုင်အောင်ကြိုးစားပါမယ်အခမဲ့ပေးနေတဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဖြစ်တဲ့အသက်9နှစ်အောက်ကလေးကောက်ဝယ်ဆေးထိုးလုပ်ငန်းအခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနဲ့မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာပို့ပြီးအားစိုက်ပြီးတော့တိုးချဲ့သွားပါမယ်နောက်ပြီးတော့ MMR ကိုလည်းထိန်းချုပ်လျှော့ချသွားနိုင်အောင်ကြိုးစားသွားပါမယ်လို့ဂတိပေးခြင်းပါတယ်